Telegram ဂိမ်းကောင်းလေးတစ်ခုဖြစ်တဲ့ God of Odin Choosing ဆိုတဲ့ COC ဂိမ်းနဲ့ပတ်သက်ပြီးပြောင်းလဲသွားတဲ့ upgrade အကြောင်းတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ကိုက COC ဂိမ်းကိုစော်နေတယ်။ဒါပေမဲ့ဂိမ်းကနေဂိမ်းကွိုင်နေရတာနည်းနေတယ်ဆိုရင်တော့ video လေးကိုဆုံးထိကြည့်သွားလိုက်ပါ။ COC ဂိမ်းစော်နီးနဲ့ဝေထုံနီးကိုလည်းကျွန်တော်ရဲ့ YouTube channel နောက်တစ်ခုဖြစ်တဲ့ CM ဆိုတဲ့ Crypto Money Channel ထဲမှာတင်ပေးထားပါတယ်။မကြည့်ရသေးဘူးဆိုရင်တွားကြည့်လို့ရပါတယ်။ဆိုတော့ COC ဂိမ်းမှာ upgrade အနေနဲ့ပထမဆုံးပြောင်းလဲသွားတဲ့အရာကတော့ငွေထုတ်တဲ့ပုံစံပဲဖြစ်ပါတယ်။အရင်ကဆိုရင် COC ဂိမ်းမှာက COC coin 1000ပြည့်ပြီဆိုတာနဲ့စပြီးထုတ်လို့ရပါတယ်။အခု upgrade မှာတော့မရတော့ပါဘူး။အနည်းဆုံး COC coin 9000ကနေစပြီးထုတ်ပေးရမှာဖြစ်ပါတယ်။ကျွန်တော် COC coin ထုတ်တာကတော့အရင်ပုံစံမှာပဲတွန်ကီပါ wallet ရှိတယ်ဆိုတာနဲ့ COC ဂိမ်း coin တွေကိုလက်ခံလို့ရပါတယ်။ပြီးရင်တွန်ကီပါ wallet ထဲမှာပဲတွန် coin နဲ့ပြန်လဲပြီးတော့ကျွန်တော်ရဲ့ admin စီမှာ KP ဝေးနဲ့လာရောင်းလို့ရပါတယ်။နောက်ထပ် upgrade အနေနဲ့ပြောင်းလဲသွားတဲ့အရာကတော့တော်တော်ဆိုးပါတယ်။အဲ့ဒါဘာလဲဆိုတော့လေရနေပြီးကျွန်တော်တို့ရတဲ့ COC coin တွေကိုသူတို့ဘက်ကနေ short ချလိုက်ပါတယ်။ကျွန်တော်တို့ဒီ game မှာက COC coin ရဖို့အတွက်ဆိုရင်ဒီလေရအသက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့မှာလေရှိရဆိုမှ COC coin ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလေရနေရတဲ့ COC coin ကိုသူတို့ short ချလိုက်ပါတယ်။ဒါကလည်း game တွေရဲ့ထုံးစံအတိုင်းပါပဲ။အစာပိုင်းမှာဒီ game ကလူသိနေတယ်ဆိုရင် share ပေးပါတယ်။နောက်ပိုင်းလူသိများလူဆော့များလာပြီဆိုရင်တော့ game ကနေပေးတာတွေ short ချလိုက်ပါတယ်။ဒါကြောင့်မို့လို့ COC စောတဲ့သူတွေ COC coin ရတာတွေနေတာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာကိုက COC coin လေးနည်းနည်းပို့လို့ခြင်းနေဆိုရင်တော့ game စောတဲ့အခါမှာတနားရီလောက်အချိန်ပေးပြီးစော့ပါပြီးရင်ကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ပေါ့ဆိုတဲ့လေတွေကိုလုံးဝမဝင်ပါနဲ့ကိုကပေါ့ဆိုတဲ့လေတွေကိုခဏခဏဝင်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုရင်ဒီ COC coin ရတာတွေနည်းပါတယ်ဘာလို့လေတဲ့ခဏခဏဝင်ရင် COC coin ရတာနည်းတာလဲဆိုတော့ကျွန်တော်လေရနေပြီးရတဲ့ COC coin တွေကတနားရီကျော်2နာရီလောက်ကြာမှကျွန်တော်ရဲ့ဒီ game တွေကိုရောက်လာတာဖြစ်ပါတယ်။ကျန်တဲ့ချိန်တွေကတော့သူ mining လုပ်နေတာပါ။အဲ့လို mining လုပ်နေတဲ့အချိန်မှာကိုကဒီလေတွေကိုဝင်မိတယ်ဆိုရင်သူကအစားအနေပြန်ပြီးတော့ mining လုပ်ပါတယ်။ဒါကြောင့်မလို့ကိုကလေတွေကိုဝင်တော့မယ်ဆိုရင်2နာရီလောက်ကြာမှလေတွေကိုဝင်ကြည့်ပါ။ပြီးတော့ကို mining ရတာတွေယူပါပြီးရင်ဆက်မဝင်ပါနဲ့ဆက်ပြီးတော့ mining လောက်တာကိုစောင့်နေပါဒါဆိုရင်တော့ကျွန်တော်တို့ COC coin ရတာတွေအရင်အထက်ပိုပြီးနည်းနည်းများလာတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ COC game ရဲ့နောက်ဆုံး upgrade ကတော့ COC game ရဲ့မြေပုံထဲမှာအခန်းသစ်ပေါ်လာပါတယ် Devilland ဆိုတဲ့အခန်းပဲဖြစ်ပါတယ်ဒီအခန်းဆိုရင်ဘာရလဲဆိုတော့ကျွန်တော်တို့ဒီမှာ item လေးတွေရပါတယ်ဒါကတော့ challenge အနေနဲ့ဆော့ရတာဖြစ်ပါတယ်ကိုက COC game ဆိုရင်လည်းပဒေစတုံးလေးတွေကုန်းသွားလို့အပြင်းပြေဆော့ကျင်နေဆိုရင်ကျွန်တော်ဒီမြေပုံတွေက challenge ထဲမှာလာဆော့လို့ရပါတယ်ဒီ challenge အဆုံးထိပြီးသွားရင်ဘာရလဲဆိုတော့မသိသေးပါဘူးကျွန်တော်လည်းဆော့နေတော့မှသိရတယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel ထဲမှာတင်ပေးသွားပါမယ်ဆိုတော့ကိုကအပြင်းပြေ game နဲ့ဆော့ကျင်တယ်ပတ်စံလဲရှာကျင်တယ်ဆိုရင်တော့ Telegram ရဲ့ game ကောင်းလေးတစ်ခုဖြစ်တဲ့ COC game လေးဆော့ဖို့အတွက်အကြံပေးခြင်းပါတယ် game ဆော့နေနဲ့ငွေထုံးနေကိုတော့ Crypto Money Channel ထဲမှာတွားကြည့်လို့ရပါတယ်ဒါဆိုရင်တော့ COC game နဲ့ပတ်သက်တဲ့ average အကြောင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်မသိတာရှိရင်လည်းမေးခဲ့လို့ရပါတယ်ဗျဗီဒီယိုလေးကိုဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ